မွန်တိုင်းကျူဂျွန်ယိုမင်းကိုနံပါတ်94ဂျေးဆန်ဆိုတဲ့လူအသက်က84နှစ်ပေါ့နော်မိန်ခလေးရောခိုင်ကွာဆန်းရှိတယ်တဲ့နင်းချီရှောကအားတွေပေါ့နော်တငယ်ပြန်ယောဂလက္ခဏာရှိတယ်တဲ့အိုးတိုကကြတော့86နှစ်သူ့ယောက်ျား86နှစ်ပေါ့နော်ရောခိုင်ကောကအချီပေါ့နော်ခိုင်ကောလိုရတဲ့ level ကတဲ့ဖူတာရီကူဒတ်တေအီလူပေါ့နော်နှစ်ယောက်တူတူနေနေတဲ့ဂျေးဆန်ဝါတဲ့ဒီဂျေးဆန်ဆိုတဲ့လူကပေါ့နော်ညောဤကအာရုကစီးသွားခြင်းနဲ့စိတ်တွေရှိပင်မယ်လဲပဲတဲ့အိုးတိုတော့ပေါ့နော်သူ့ယောက်ျားရဲ့တဲ့ခိုင်ကောဖူတန်ကိုဂန်ရှောဆူရူတာမဲနေပေါ့နော်ခိုင်းကောဝင်တော့ဝင်ပိုးကြီးကိုနဲပါစေဖို့အတွက်ရှူဂျီဆူပေါ့နော်တနေ့လုံးနဲ့အိုမူဆူဝစတေအိုဒီပေါ့နော်ဒီအိုမူဆူဆိုတဲ့ဒီစကူဒိုင်ဘာကြီးကိုသုံးပြီးတော့တဲ့ neuro cancer show ပေါ့နော် neuro cancer show ကိုခူဒီခိုင်စတေအီတာပေါ့နော် neuro cancer show ဆိုတာစီလန်ချောင်းပိုးဝင်ခြင်းတွေကထက်ခါဖြစ်တယ်တဲ့အိုတိုကပေါ့နော်သူ့ယောက်ျားကတိုင်းကျော်ဖူလီယိုနီနာတာနော်တဲ့ကျမ်းမာရေးမကောင်းတာကြောင့်တဲ့ဂျေးဆန်ဝါပေါ့နော်ဂျေးဆန်ဆိုတဲ့လူကတဲ့ခိုင်းကောရိုဂျင်ဖူကူရှိရှိဆဆူနီနျူရှိုစတာခိုင်းကောဖူလုံရေးဂေဟာကိုတဲ့ခိုင်းကောတကြီးရွယ်ဖူလုံရေးဂေဟာကိုတဲ့ဝင်ရောက်ခဲ့တယ်ပေါ့နော်ဂျေးဆန်တော့ neuro cancer show ဝရောဘဆူရူခိုင်ကောတူစတဲ့ပေါ့နော်ဂျေးဆန်ရဲ့စီလန်ချောင်းပိုးဝင်ခြင်းယောဂလက္ခဏာကိုကောက်ွယ်ပေးဖို့ပေါ့နော်ခိုင်ကောပြုစုဆောက်ရှောက်ခြင်းအနေနဲ့တဲ့မိုတိုမိုတက်ကီဆဆနာမိုနိုစတိုဆိုအရာဘီနာဆိုင်နဲ့အသစ်တော်ဆုံးရာတစ်ခုရွေးချယ်ပါတဲ့နံပါတ်1ကကြတော့ညောနော်ပေါ့နော်ဒီစီးရဲ့တဲ့စေကျော်ဝိုးခန်းဆဆူဆူရူပေါ့နော်စီးရဲ့ဒီအခြေအနေကိုတဲ့သူတို့တွေကရှာဖွေစစ်ဆေးမယ်ဆိုပြီးတော့သူကရေးထားတယ်ပေါ့နော်နံပါတ်2ကကြတော့တိုင်းအွန်နော်ဟန်ကာဝိုးတဲ့ခန်းဆဆူဆူရူပေါ့နော်ခနာကိုရဲ့အပူချိန်ပြောင်းလဲမှုတွေကိုတဲ့ရှာဖွေစစ်ဆေးမယ်တဲ့နံပါတ်3ကကြတော့အင်ဘူးစန်းကျော်နော်ပေါ့နော်ဒီအင်ဘူးဆိုတဲ့မိမကိုပေါ့နော်စေးတယ်တဲ့ခိုင်စုဝိုးခန်းတိုးဆူရူပေါ့နော်ဒီမိမကိုစေးတယ်ပေါ့နော်အကျဉ်ရီကိုတဲ့ထဲသွင်းစဉ်းစားမယ်တဲ့နံပါတ်4ကကြတော့အိုမူဆူစကာဝါနိုင်တယ်ပေါ့နော်ဒီစက်ကူဒိုက်ပါကိုမသုံးဘဲနဲ့တိုးရီတယ်နီးယူဒိုဆိုအိမ်နာသွားဖို့ယူဒိုလုပ်မယ်အိမ်နာသွားဖို့တဲ့ဒီလမ်းညွန်ပေးမယ်ပေါ့နော်နံပါတ်5ကကြတော့ဘိုးကိုလျူဂျီခတေတေရူနော်ပေါ့နော်ဘိုးကိုလျူဂျီဆိုတာစီအိမ်နဲ့စီပိုက်ကိုတဲ့ရှီယောဝအန်တေဆူရူပေါ့နော်အသုံးပြုမှုကိုလမ်းညွန်ပေးမယ်ဆိုပြီးရေးထားတယ်အဲ့တော့အဖြစ်မှန်းပါဖြစ်မယ်အဖြစ်မှန်ကနံပါတ်4เนาะနံပါတ်1နဲ့2နဲ့ကဘာလို့မှားတာလဲဆိုတော့ဗောနော်စီလန်ချောင်းပိုးဝင်ခြင်းဆိုတာကြတော့ဒီစီလန်ထွက်ပေါက်ကနေပြီးတော့ဗောနော်ပိုးတွေကဝင်တယ်ဒါပေမဲ့သူတို့တွေကဝင်နေဆိုရင်ဘာတွေဖြစ်မလဲဆိုတော့ဒီစီလန်ချောင်းတွေရောင်မယ်ဗောနော်စီးအိမ်တွေရောင်တာတို့ဒီသွေးထဲမှာစီးထဲမှာသွေးပါတာတွေဖြစ်တတ်တယ်ဗောနော်အဲ့ဒါကြောင့်မလို့နေရောနောဆေးကြောဗောနော်စီးရဲ့အခြေအနေနဲ့ဒီခနာကိုရဲ့ကိုပူခြင်းပြောင်းလဲမှုတွေကိုစစ်ဆေးတာကမသင့်တော်ဘူးဗောနော်နံပါတ်3ရဲ့ဒီအင်းဘူးဆိုတဲ့မိမကိုကိုဗောနော်ဒီရေဆေးပေးတာနဲ့ပတ်သက်ပြီးတော့လဲဂျေးဆန်ကစီးသွားခြင်းနဲ့စိတ်ရှိတယ်ဟုတ်တယ်နော်သူ့ရဲ့ပွက်ကန်ဆာသူ့ရဲ့အန်ဆာပွိုင်းကဂျေးဆန်ကစီးသွားခြင်းစိတ်တွေရှိတယ်ဒါပေမဲ့သူ့ယောက်ျားရဲ့ဖူတန်းကိုရောဖို့အတွက်သူကလှုပ်ပေးနေတာအဲ့တော့သူစီးသွားခြင်းနဲ့ကခိုင်းကိုရှော့ကူကိုသူကပြောမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစကအိုမူဆိုစကာဝါနိုင်တဲ့တိုးတဲ့ယူဒိုဆူရူကပုံမှန်နေပေါ့နော်ဒါကြီးကနံပါတ်3အမှားကြီးပေါ့နော်စီးသွားခြင်းနဲ့စိတ်ရှိတဲ့လူတယောက်စီးသွားခြင်းနဲ့ဆိုပြီးတော့ပြောနိုင်တဲ့လူတယောက်ကိုဘိုးကိုလျူချီခါတဲ့တဲ့လူသုံးတာပေါ့နော်စီးအိတ်နဲ့စီးပိုက်တုတ်ခိုင်းတာကမသိတော့ဘူးအဲ့စီးအိတ်နဲ့စီးပိုက်သုံးတာကဘာကိုပိုဖြစ်စေလဲဆိုတော့ neuro cancer show ဆိုတဲ့စီလန်ချောင်းပိုးဝင်ခြင်းကိုအလွယ်တကူပိုဖြစ်စေတယ်နော်အဲ့ဒါကြောင့်မလို့အဖြစ်မှန်ကနံပါတ်4မွန်တိုင်းကျူဂျူကမေကုနံပါတ်95ရခံပေါ့နော်ညဘက်မှာတဲ့ဂျီတာခုနော်အိမ်ရဲ့ပေါ့နော်တိုးရဲတဲ့နော်ဟိုင်းဆစ်ဆူကတဲ့အိမ်ရဲ့အိမ်သားမှာပေါ့နော်အပေါ်ပါသွားခြင်းကတဲ့မနီအာဝါဇူနီပေါ့နော်အချိန်မမီပဲနေတဲ့ရှစ်ပိုင်းစတေရှိမောကိုတဲ့ရှာအဲနော်ပေါ့နော်ကြာဆုံးမှုတွေဖြစ်နေတဲ့တကြီးရွယ်အိုတွေရဲ့တဲ့ခိုင်ကောဖူကူရှိနော်အန်ဂျိုတိုစတေပေါ့နော်ဒီခိုင်ကောဝန်တန်းရဲ့တဲ့အကူအညီပေးချက်အနေနဲ့မိုတိုမိုတက်ခီဆဆွနာမိုနိုစတိုဆိုအရာဘီနာဆိုင်နဲ့အသင်းတော်ထုံရတခုရွေးချယ်ပါတဲ့နံပါတ်1ကကြတော့ဆွေးဝန်းဆက်ရှူလျောကိုပေါ့နော်ရေတောက်သုံးတဲ့ပမာဏကိုဟဲရာဆူရောနီဆူဆူမဲတူတဲ့ဒီရှော့တောက်ဖို့ပေါ့နော်သူကလမ်းညွန်မဲတဲ့ဒါမသိတော့ဘူးပေါ့နော်နံပါတ်2ကကြတော့ရှူဂျီဆူတဲ့နှေတိုင်းပေါ့နော်လီဟာပီဒီပန်ဆိုဝရှီယောဆူဒူရောနီဆူဆူမဲတူတဲ့ဒီအိုမှုဆူပေါ့နော်ဒိုင်ဘာကိုသုံးဖို့တဲ့သူကလမ်းညွန်မဲဆိုပြီးသူကရေးတယ်အဲ့ဒါလည်းမသိတော့ဘူးပေါ့နော်နံပါတ်3ကကြတော့ဆွေးမင်းဆိုင်ကိုဖူကူယောဆူဒူရောနီဆူဆူမဲတူပေါ့နော်ဆွေးမင်းဆိုင်ဆိုတဲ့အိတ်ဆေးကိုတဲ့တောက်သုံးဖို့
အတွက်လမ်းညွှန်မယ်ဆိုဒါကလည်းလုံးဝမသိတော့ဘူးเนาะနံပါတ်4ကကြတော့ဟီနီယိုခီကာဝိုဂျူရှင်ဆူရူယောနီဆူဆူမဲဟီနီယိုခီကာဆိုတာကြတော့စီးနဲ့ဆိုင်နဲ့စေးကန်းဟိုပေါ့เนาะစေးသွားပြမှုလမ်းညွှန်မယ်ဆိုပြီးတော့ရေးထားတယ်နံပါတ်5ကကြတော့ရာခန်းဝါညဘက်မှာဆိုရင်နဲ့ပိုတာဘူးတူတိုးရီတဲ့ဟိုလီယောဆူရူယောနီဆူဆူမဲဒါကလည်းခိုင်းကောလောက်တဲ့တွေဆိုတော့လည်းကူဖြစ်နိုင်တယ်ပေါ့เนาะပိုတာဘူးတူတိုးရီတဲ့ဆိုတာပြောမယ်ဆိုရင်တို့မြန်မာနဲ့စီးကန်ခွက်ကလေးပေါ့เนาะပိုတာဘူးတူအိမ်သားလေးကိုတဲ့အသုံးပြုဖို့လမ်းညွှန်မယ်ဆိုပြီးရေးထားတယ်အဲ့တော့အဖေမှန်ကနံပါတ်5ပေါ့เนาะပိုတာဘူးတူတိုးရီတဲ့လေးကိုအသုံးပြုတာကပုံမှန်တယ်ပေါ့เนาะနံပါတ်4ကဘာလို့မှားလဲဆိုတော့သူစီးသွားတာကမာနီအဝိုင်းနိုင်ပေါ့နော်အချိန်မမီတာတစ်ခုပဲရှိတယ်စီးနဲ့ပတ်သက်တဲ့ဒီယောဂရှိတာမဟုတ်တဲ့အတွက်ကြောင့်ဒီဟီနီယိုခိခါကိုသွားစရာမလိုဘူးပေါ့နော်မွန်တိုင်းကျူဂျူတော့ကိုခိုင်ကောဖူကူရှိရှော့ကူကအိုကိုနာကိုတိုကဒေကီတို့ခိုင်ကောဝန်ထမ်းတွေကလောက်ဆောင်လို့ရတယ်တဲ့ရှီဟန်နောဆိုတာကြတော့အယောင်းဆိုင်ပေါ့နော်ဒက်ဆူပိုဆာဘူရူဂူဒီဆဲရင်ဆိုတဲ့တခါသုံးပစ္စည်းတွေပေါ့နော်ခန်းချော့ကီဟိုမူချီအီတာတဲ့ခိုင်ဘန်နော်ခိုင်ကောနီခန်းဆူရူပေါ့နော်ခန်းချော့ကီဆိုတဲ့ဒီဝမ်းချူတဲ့ပစ္စည်းကိုတဲ့အသုံးပြုခဲ့တယ်ပေါ့နော်အလေးသွားခြင်းဆိုင်ရာတဲ့ပြုစုဆောက်ရှောက်ခြင်းနဲ့ပတ်သက်တဲ့ဆူကီနိုခီဂျူဆွနောဦးချီပေါ့နော်ဒီအောက်ဖို့ပြပါအချက်များမိုတိုမိုတက်ခီဆဆိုနာမိုနိုစတိုဆွဲရာဘီနာစာအသင့်တော်ဆုံးအရာတစ်ခုရွေးချယ်ပါတယ်နံပါတ်1ခန်းချောအိတ်ခီဝါပေါ့နော်ဝမ်းချူတဲ့အရေအားဆိုရင်နဲ့36ဒီဂရီကနေ40ဒီဂရီမှာတဲ့အတတာမဲလူနွေးအောင်လုပ်မယ်ပေါ့နော်နံပါတ်2ခန်းချောအိတ်ခီဝိုတဲ့ဒီဝမ်းချူတဲ့အရေကိုတဲ့ချူနီယိုဆူရူတိုကီဝါပေါ့နော်ထဲတဲ့အခါမှာဆိုရင်နဲ့ဒီဆူအီကိုတိုရူယောနီခွဲခါခဲတူတဲ့ဒီဆူအီဆိုတာမတက်ရဲ့အနေထားလောက်ဖို့ပေါ့နော်ခွဲခါခဲဆိုအတန်ပေးမယ်ဆိုတော့ဒါလုံးဝအမှားပေါ့နော်နံပါတ်3ကကြတော့ခန်းချောအိတ်ခီဝါတဲ့ဒီဝမ်းချူတဲ့အရေအားဆိုရင်နဲ့စူပါယာကိုဆိုနီယိုဆိုလို့မြင်မြန်လုပ်မယ်ဆိုပြီးရေးထားတယ်ဒါကလည်းမှားတယ်နော်နံပါတ်4ကကြတော့ခန်းချောအိတ်ခီကိုချူနီယိုစတာတာပေါ့နော်ဒီဝမ်းချူတဲ့အရေကိုထည့်လိုက်မယ်ဆိုရင်နဲ့စုကူနီဟိုင်ဘန်ဆိုရူယောနီခွဲခါခဲတူပေါ့နော်ချက်ချင်းမြင်မြန်ဤပါခိုင်းအောင်လုပ်မယ်ဆိုပြီးသူကပြောထားတယ်ဒါကလည်းမှားတယ်ပေါ့နော်သူပါကျင်တဲ့အချိန်မှာပါလို့ရမှာလေနံပါတ်5ကကျတော့ high band က9ပါအိဝါတဲ့ဒီအီမထွက်တဲ့အခါမှာဆိုရင်လည်းအာတရာရှိခန်းချောအဲခီကိုပေါ့နော်အသေးဒီဝမ်းချူစေးကိုတဲ့နောက်တဲ့အသေးဝမ်းချူစေးကိုပေါ့နော်ဆိုင်းဆိုနျူဆိုတူတဲ့နောက်တစ်ချိန်ပြန်ထည့်မယ်ဆိုပြီးရေးထားတယ်ဒါကလည်းမှားတယ်နော်အဲ့တော့အဖြစ်မှန်ကနံပါတ်1ကလွဲပြောမရှိဘူးပေါ့နော်နံပါတ်1ကဘာကြောင့်မှန်တာလဲဆိုတော့ဒီ on တိုကပေါ့နော်39ကနေ40ဒီဂရီနဲ့နှွေးအောင်လုပ်ပေးတယ်ဆိုတာကအသင့်တော်ဆုံးပဲနော်ဒီကျန်တဲ့3ဘုတ်ကမှားတယ်ဆိုတာထင်ထင်ရှားရှားသိပြီမဲ့ပေါ့နော်နံပါတ်5ကကြတော့နောက်တစ်ချိန်ထည့်ပြမယ်ဆိုရင် ishi ဆိုတဲ့ဆရာဝန်နဲ့ဆွတ်သွယ်တာပိုကောင်းတယ်ဘာလို့လဲဆိုတော့ဒီခိုးရဲရှာဆိုတဲ့တကြီးရွယ်အိုရီယာပေါ့နော်ဒါဆူကြီးဆိုတဲ့ရေတဲ့ခန်းကြောက်ချင်းတွေဖြစ်တာကြောင့်ပေါ့နော်နာကဘန်းကဒန်နိုင်ပေါ့နော်အဲ့ဒါကြောင့်မလို့နောက်ချိန်ထည့်မယ်ဆိုရင်ဒီဆရာဝန်တွေနဲ့ဆွတ်သွယ်တာပိုကောင်းတယ်ပေါ့နော်အဲ့လိုလေးမှတ်ထားပေးမွန်တိုင်းကျူဂျူနာနာဟိုမွန်ခိုင်းကိုအင်ပေါ့နော်အင်ကိုသွားရောက်ပြီးတော့ဝန်ဆောင်မှုပေးတဲ့သူဟုံးလုံးဟဲလ်ပါကတဲ့အိုခိုနာကိုပေါ့နော်လောက်ဆောင်ပေးရမယ်တဲ့မီမာမိုရီတက်ခီအန်ဂျောတိုစတဲပေါ့နော်မီမာမိုရီဆိုတာကကြတော့စောင့်ကြည့်ရတဲ့ဒီကုညီစောက်ချောက်ပေးခြင်းအနေနဲ့တဲ့မိုတိုမိုတက်ခီဆက်ဆွနာမိုနိုစတိုဆိုအရာဘီနာဆိုင်အသင့်တော်ဆုံးရာတစ်ခုရွေးချယ်ပါတဲ့နံပါတ်1ကော်မီနိုဘွန်ဘက်ဆိုကာဒကီရူယောနီခွဲခါခဲရိုဆိုလိုပေါ့နော်အမိုက်တွေကိုတဲ့ဘွန်ဘက်ဆိုဆိုတာခွဲချမ်းပြီးတော့ပေါ့နော်ပြစ်နိုင်ဖို့အတွက်တဲ့ခွဲခါခဲဆူလို့ပေါ့နော်ပြောမယ်တဲ့အတန်ပေးတယ်ဆိုပြီးသူကပြောထားတယ်နံပါတ်2ကကျတော့လျောရှာကတဲ့တဲ့ဘီယိုမီတဲအီတို့အိုင်ဒါနေတဲ့လူနာကတီဝီကိုပေါ့နော်ကြည့်နေတဲ့အချိန်မှာတဲ့စန်တာကူမိုနိုဟိုဆူတဲ့အဝတ်တွေကိုလှမ်းမယ်ဆိုပြီးသူကရေးထားတယ်ဒါကမီမာမိုရီဖြစ်တာကြောင့်လုတ်ပေးဖို့မသင့်တော်ဘူးနော်နံပါတ်3ကကြတော့ခီရာတဲ့နကုနာတာဖူကူဝိုတဲ့စကူဒီနာအိုဆိုပေါ့နော်ဝစ်လို့မရတဲ့အင်ကြီးတွေကိုတဲ့ပြန်ပြင်ပေးမယ်ဆိုပြီးသူကရေးထားတယ်ဒါလည်းမသင့်တော်ဘူးပေါ့နော်မီမာမိုရီဖြစ်တာကြောင့်သူဘာလုပ်လဲဘာကင်တာလဲကိုပဲသူကကြည့်ပေးရမယ်ပေါ့နော်ခွဲခါခဲပဲလုပ်ပေးရမယ်ဝင်လုပ်ပေးလို့မရဘူးပေါ့နော်နံပါတ်4ကကြတော့ချော်ရီစတာမိုနိုမိုရီစုခဲပေါ့နော်ဟင်းချက်ထားတဲ့ဟင်းချက်ပြီးတဲ့ဟာတွေကိုတဲ့မိုရီစုခဲဆိုတာပြင်ဆင်ပြီးတော့တဲ့ရှော့ကူဂျီတဲကျော်စုလို့ပေါ့နော်ထမင်းစားဖို့ပေါ့ပေးရမယ်ပြင်ဆင်ပေးမယ်ဆိုပြီးရေးတာဒါကလည်းမှားတယ်ပေါ့နော်တကယ်လို့ဟင်းချက်ချင်လူနာနဲ့အတူတူချက်ပြီးတော့လူနာကိုပြင်ခိုင်းပြီးမှသူ့ရဲ့ဂျီရီစုကိုထောက်ပံ့မိမှာဖြစ်တဲ့အတွက်ကြောင့်ဒါကလည်းမှားတယ်နော်နံပါတ်5ကကြတော့လဲစိုးကိုနောက်ကဝိုးတဲ့ဒီ
ရေခဲတစ်တာရဲ့အတွင်းထဲကိုတဲ့ဆေးဒီရှိပေါ့နော်ဆေးဒီဆိုတာကြတော့တန့်ရှင်းလုပ်တယ်တသက်ရပြောင်လုပ်ပေးပြီးတော့တဲ့ရှောမီခိကန်ကခီရဲသားရှော့ကုဝင်းကိုပေါ့နော်ဒီရက်ကြော်နေတဲ့ပစ္စည်းတွေကိုတဲ့ရက်ကြော်နေတဲ့စားတောက်စရာတွေကိုတဲ့စွတ်တဲ့အိုကူပေါ့နော်စွတ်ပစ်ထားတယ်ဆိုပြီးပြောထားတယ်ပေါ့နော်ဒါကလည်းမှားတယ်တကယ်လို့ဒီလဲကစိုးကိုတန့်ရှင်းလုပ်ချင်လဲလူနာနဲ့အတူတူလုပ်ရမယ်ပေါ့နော်ခွဲခါခဲလုပ်ရမယ်ရှောမီခိကန်ကခီရဲသားမွန်ကိုကြတော့သူ့ကိုသူ့ပြင့်ချင်လားမပြင့်ချင်လားဆိုပြီးပြောရမယ်ပေါ့နော်ခတ်တဲ့နေရာလုံးလို့မရဘူးအဲ့တော့အပြင်မှာကနံပါတ်1ကလွဲပြီးတော့မရှိဘူးပေါ့နော်ဒီအမိုက်တွေကိုခွဲချမ်းပြီးတော့မပြစ်နိုင်တဲ့လူပေါ့နော်အလီယောရှာနဲ့အတူတူဘွန်ဘဲဆိုလုပ်ပြီးတော့ပေါ့နော်ခွဲခါခဲရှင်းနာကာလာလောက်တာကပိုအသင့်စော်တုံးဖြစ်မယ်ပေါ့နော်